သက်တွေကတော့ကိုအများကြီးကိုပရိသတ်တွေကလည်းအများကြီးမျှော်လင့်ထားတာအကိုပရိသတ်တွေကလည်းကိုဘယ်လိုလုပ်မှလဲလို့ကိုစောင့်ကြည့်နေရဆိုတော့အများကြီးတော့စူးစမ်းနေပါတယ်လို့စာတွေလည်းမမေ့အောင်ပေါ့နော်စူးစမ်းနေပါတယ်လို့ဘာလို့လဲဆိုတော့သူတို့မျှော်လင့်ထားပါရဲ့ဆိုမှရေးတဲ့စာမေ့နေတယ်ဆိုပြီးရောအထင်နဲ့မြင်တဲ့တခြားစီဖြစ်ကုန်ပါဆိုလို့အများကြီးစူးစမ်းနေပါတယ်လို့စိန်ခေါ်မှုကြီးပဲပေါ့ဘာလို့ဆိုတော့တခါမှမလုပ်ဘူးတဲ့ဟာဆိုတော့ကိုအများကြီးစူးစမ်းနေရပါပေါ့နော်ဘာလို့ဆိုတော့ကိုအကုန်လုံးသူလာသူပါတာကဘယ်လိုလုပ်မှလဲဒီစလန်စင်မဲဆက်တော်ကြီးကဘယ်လိုဖြစ်မှလဲဆိုတော့အကိုကိုလည်းအကိုမွေးနေ့လည်းဖြစ်တဲ့အတွက်လေအကုန်လုံးကဝိုင်းပြီးတော့အကိုဖန်တွေကလည်းအကုန်ကြည့်နေမှာဒီချိန်မှာကိုလုံးဝမာရင်သွားလို့မရဘူးအဲ့တော့အများကြီးပြင်ဆင်ပြီးတော့စူးစမ်းရတယ်စာရေးလည်းမိမှကြောက်လို့ထမင်းစားရင်လည်းကြက်ရတယ်အိမ်နဲ့လည်းရွတ်နေရတယ်ကောင်းကောင်းပြောမယ်တွိုင်းလက်သွားရင်တော့မှမဖြစ်တယ်ညဖြစ်တယ်နဲ့ရွတ်နေရတယ်မိသားမဆိုလို့မိသားရင်ရှက်စရာကြီးနော်ကြီးကျယ်ရုပ်ပွဲကြီးဒါရှိမှဒါအောင်နေကြတော့ကြက်ကဟုတ်တယ်ဘယ်လောက်ထိတော့ပါစိတ်လုံရှာနေလဲဘယ်လောက်တော့ကြီးလဲဆက်စဦးဆုံးတော့ဆိုလေဒီဆက်တော်ကြီးကိုကြည့်နေဟဲ့တလောက်များတဲ့စာတွေငါဘယ်လိုလုပ်ကြံနိုင်မှာစာမကြက်ချင်လို့မှအငိမ့်ကပါရဲဆိုမှပဲဒီဟာကြီးတွေပိုးစာတွေပိုးကြက်နေရတယ်ငါဒါကြီးလုံးနိုင်မှာမလားပေါ့နော်တွေ့တာဘာလို့ဆိုဒီလိုတွေလဲငါတယောက်မဆောင်နိုင်တော့ဘူးဒီလိုဒီစာတွေငါမပြောနိုင်တော့ဘူးဆက်ဆောင်ငိုတော့ဒီစာကြီးတွေဘယ်လိုမှစာကြက်လို့စာမကြက်တာတော်တော်ကြာပြီလေဒီစာကြီးတွေဘယ်လိုမှကြက်လို့မရဘူးဆရာတော့ပြောနေတော့ရအောင်ကြမှာလေဒါပွဲကနီးနေပြီဘာဖြစ်တယ်ညာဖြစ်တယ်မရပါဘူးရအောင်ပဲကြက်ရတာပေါ့မောဟဲ့နင်တို့နောက်ဆုံးမရတော့ဘူးပွဲကနီးပြီမရတော့ဘူးဆိုရင်အတန်သွင်းမိမယ်သူကအဲ့လိုပြောတော့ပြောရတယ်ဒါပေမဲ့အတန်သွင်းတော့ဘယ်လိုမူကပါမလဲကိုဗဇက်ကနေနှုတ်တိုက်ပြောနေမှအဆင်ပြေမှာလေဟိုကအတန်လာနေပြီဗဇက်ကမပြောသေးဘူးဆိုဘယ်လိုလုပ်မလဲနော်အဲ့ကြတော့မရဘူးအဲ့လိုကလည်းအဆင်မပြေဘူးကိုယ်တိုင်ပြောမှပဲရမှာဆိုတော့ရအောင်ကြက်ပြင်ဆင်ရတာပေါ့နေ့တိုင်းလိုပြင်ဆင်နေရဒါပေမဲ့အကိုတို့အနေနဲ့သာကြည့်ရတာကောင်းနေရအောက်မှာဆရာမမကြိုက်ဘူးညီအိမ်လိုက်ခဲ့ရမယ်မရသေးဘူးအစနေဆုံးကုန်ပြန်ကျင့်ရမယ်ငါလုံးဝမကြိုက်သေးဘူးဆရာမကတော့အဲ့လိုပေါ့အကိုရတာအဆင်ပြေနေဆရာတွေကအဆင်ပြေမနေသေးဘူးဟဲ့ကမညီကဘလူကြီးတုံးဒါကြီးကလမ်းလျှောက်တာကြီးကအကျိုးကြီးကြာနေတာပဲအဲ့လိုမျိုးမလေးအတွက်ဆိုတော့ဒီဇက်တော်ကြီးကပြနောက်တော့မှတ်ရဖြစ်မယ်ကိုတော့ဖြစ်တယ်ဟဲ့မှတ်ရဖြစ်တာပေါ့ဒါကြီးကနောက်ဆိုတာလည်းမတိကြလို့ဘာလို့ဆိုကိုလည်းကိုဒီဒါပွဲနားနေတဲ့အချိန်မို့လို့ဒါလုံမယ်ဆိုတော့လုံဖြစ်သွားတာတကယ်ပွဲချိန်လာလုပ်ပေးပါဆိုကိုလည်းမလုပ်နိုင်ဘူးလေပြီးတော့ဒီစားတွေကိုကြက်ဖို့လည်းမဖြစ်နိုင်နောက်တစ်ဆက်ဆိုတာလည်းနောက်တစ်ဆက်ကိုလည်းကိုကြက်ဖို့လည်းဖြစ်ချင်မှဖြစ်နိုင်နေမယ်ဘာလို့ဆိုတော့စကားလည်းအကုန်ပြောလို့မရဟုတ်တယ်မလားအဲ့ဆိုနောက်လှုပ်ချင်လည်းလှုပ်ဖြစ်ချင်လည်းလှုပ်ဖြစ်မယ်မလှုပ်ရင်လည်းမလှုပ်ဖြစ်ဘူးအဲ့တော့ဒီဟာကတော့ဘဝမှာဒါလှုပ်ဖူးသွားပြီဆိုတာမှတ်တိုင်ပဲကိုယ့်ရဲ့မှတ်တိုင်လေးပဲပေါ့ပရိသတ်တွေကတော့ကိုအများကြီးကိုပရိသတ်တွေကလည်းအများကြီးမျှော်လင့်ထားတာအကိုပရိသတ်တွေကလည်းကိုဘယ်လိုလုပ်မှလဲလို့ကိုစောင့်ကြည့်နေရဆိုတော့အများကြီးတော့စူးစမ်းနေပါတယ်လို့စာတွေလည်းမမေ့အောင်ပေါ့နော်စူးစမ်းနေပါတယ်လို့ဘာလို့လဲဆိုတော့သူတို့မျှော်လင့်ထားပါရဲ့ဆိုမှရေးတဲ့စာမေ့နေတယ်ဆိုပြီးရောအထင်နဲ့မြင်တဲ့တခြားစီဖြစ်ကုန်ပါဆိုလို့အများကြီးစူးစမ်းနေပါတယ်လို့